နေညာတောက်လိုက်မူလိုက်ပြောလိုက်ပါလိုက်ရှိတာတွေလည်းကုန်အဲ့ဒါသူတောက်လို့မဝလို့ရှိလို့ရှိရင်အမေရှိပတ်စံသွားတောင်းတယ်အမေမုတ်ဆိုးမှအကျော်တဲ့ကြီးကရှိတဲ့ပတ်စံလေးသူ့ကိုပေးရတယ်မိဘလည်းလုံးမကြွေးဘူးအဲ့ဒါမိဘရှိရပတ်စံထိုင်ပြီးတော့ဖြုံးနေတာတနေ့တော့မနဲ့အစောကြီးဒကမာကြီးကစီအိုးကြီးတဲတဲ့စီမပူသေးဘူးအကျော်မလို့ဟိုတောကနေပြီးတော့တက်လာတဲ့ဟင်းရွက်သေးတွေဘာတွေအဲ့ဒီအဖွားကြီးဆိုင်မှာဝင်ပြီးတော့ရင်သွေးချမ်းတွေဘာတွေတောက်ကြအကျော်တွေဘာတွေစားကြပေါ့ရမဝတီမြို့တဲကိုဈေးလာရောက်တဲ့ဈေးသည်တွေကသူ့ဆိုင်မှာခဏနားကြတာအဲ့ဒါစောစောစီစီဖွားကြီးကထားပြီးတော့ရင်သွေးအိုးတဲတယ်ဘုဒ္ဓကြော်မလို့ပေါ့ဗျာအဲ့ဒါစီယိုးကြီးတဲပြီးတော့စောင်းနေတော့ဟိုကောင်ကဘယ်ကနေမူးပြီးတော့အဲ့ဒါအိပ်ပျော်ပြီးတော့ထလာလည်းမသိဘူးပစိုးတခါတည်းလေပဲဆလွယ်တိုင်းပြီးတော့ရိုင်တိရိုင်ထိုးနဲ့မနေ့4 နာရီခွဲ9 နာရီလောက်ရှိမှထင်တယ်ပေါ့အဲ့ဒါအမေကျွန်တော်ပတ်စံပေးအောင်မူးနေပြီလူကဟဲ့နင့်ဟဲ့တောက်ထားတာမိုးမလင်ဘူးကြည်စမ်းတကူလုံးလဲနန်စော်ပြီးတော့ဘယ်လိုဖြစ်လာတဲ့ငါသားရဲ့သွားအိမ်ပြန်အိမ်မှာသွားနေသွားရေလေးမိုးလေးချိုးဓမ္မကြီးကချော့ပြီးလှတ်တာအိမ်ကိုသူဒီမှာလာမိုးနေယူနေရဟိုမှာဈေးသွားတဲ့လူတွေသူ့ဆိုင်မှာဝင်မနာမှာကြောက်လို့ဓမ္မကြီးကအဲ့ဒါနဲ့ချော့မော်ပြီးတော့ပြန်လွတ်တာငါသားအိမ်ပြန်သွားအမေပတ်စံပေးဦးမရှိသေးဘူးဈေးဥတော်မပေါက်သေးဘူးနေငါရှိလာပြီးမူယူနဲ့သွားနေရှိနေဈေးရောက်မကောင်းဘူးအဲ့ဒါနဲ့နှင်လို့တော့မသွားဘူးမသွားတော့ဓမ္မကြီးကစိတ်တူတဲ့အခါကျတော့နင်မသွားဘူးလားသွားမလားပြောဆိုပြီးတော့ထင်းစားထဆွဲတာထင်းစားထဆွဲပြီးတော့ဘုန်းကြီးတို့ပြေးတိုင်းထင်းစားနဲ့ပေါက်တာသူ့သားကိုမြန်သွားအောင်လို့ထင်းသားနဲ့ပေါက်တာအဲ့ဒါပတ်စံတောင်းမရမလားသူ့ကိုထင်းသားနဲ့ပေါက်ရမလားဆိုပြီးတော့ဘုန်းကြီးတို့ပြေးတိုင်းအမေကိုစိတ်ဆိုးတာဘသူကိုစိတ်ဆိုးတာလဲအမေကိုစိတ်ဆိုးတာအဲ့ဒါသူ့ကိုပေါက်တဲ့ထင်းသားနဲ့ပြန်ကောက်ပြီးတော့အမေပြန်ပေါက်တာအမေကရှေ့မှာမိကုံးမှုန့်နေတာစီအိုးမြန်ဆူအောင်လို့အဲ့ဒါအမေနောက်အုပ်ဆက်ထိပြီးတော့အဲ့ဒီဘေးမှာတဲ့အမေသေးတယ်တဲ့ဂိုင်းဘိန်းတို့ဘယေသားရေအရက်သမားများဟာတဲ့ကြောက်เสียကောင်းတာပဲဘာမှကုသိုလ်မှအကုသိုလ်မှမသိဘူးမူးယူနေတဲ့အခါမှာအဲ့ဒါတခါတည်းပေါက်လဲပေါက်ကောအမေသေးရောကောင်းကသွေးတွေပြထွက်ပြီးတော့လူကြီးပဲခံနိုင်မလဲအဲ့ဒါသေတော့မှအမေလေးအမေသေးပြီဆိုအဲ့ဒီမှာငိုယိုတို့ပြောပြီးသားရဲ့အဲ့ဒီအမေကိုတတ်တဲ့အကုသိုလ်ကံနဲ့ငရဲဆင်